ကိုယ့်ရဲ့ဗီဒီယိုတွေကိုခိုးယူသုံးစွဲလို့မရအောင်လို့ဆိုပြီးတော့ Facebook ဘက်ကနေပြီးတော့ creator တွေကိုဒီ content protection tool ကိုစတင်မိတ်ဆက်လိုက်ပါတယ်ကျွန်တော်တို့ set ပြုလုပ်ပုံကတော့ content protection အဲ့လိုမျိုးပေါ်လာပြီဆိုရင်ကျွန်တော် content new လေးဆက်နှိပ်လိုက်မယ်ပေါ့နော်ကျွန်တော်ဒီမှာလဲ content new ပဲထပ်ပြီးတော့ဆက်နှိပ်လိုက်မယ်နော်ကျွန်တော်ဒီနေရာလေးကိုရောက်လာမယ်ပေါ့နော်ဒီနေရာမှာကသူကရက်60အတွင်းမှာကျွန်တော်တို့ဗီဒီယိုတွေကိုပေါ့နော်အရန်လူကြည့်များတဲ့ဗီဒီယိုတွေကိုသူကauto product လုပ်ပေးတာပေါ့နော်ကာကွယ်ပေးတာပေါ့ select လေးလုပ်ပြီးတော့သူလောက်ထားတာပေါ့နော် done နှိပ်ပြီးတော့ကျွန်တော်ဆက်သွားရုံပါပဲဒီနေရာကဒါတကယ်အသုံးပြုရမယ့်နေရာပေါ့နော်ကျွန်တော်ဒီ overview တို့ match တို့ကျွန်တော် protection တို့နောက်ထပ်ရှိသေးတယ်เนาะအဲ့ track တို့ဘာလို့ညာပေါ့เนาะကျွန်တော်ခြေရာခံတဲ့ဥစ္စာတွေပေါ့အဲ့ဒီအသုံးပြုပုံအသုံးပြုနည်းတွေကတော့ကျွန်တော်နောက်ဗီဒီယိုတစ်ပုဒ်မှာအသေးစိတ်ကျွန်တော်ရှင်းပြပေးပါမယ်เนาะအားလုံးသိမိကြပါစေခင်ဗျ